ဟုတ်ကဲ့ကျွန်တော်အခုရှင်းပြပေးမှာတော့ဒါကျွန်တော်တို့ပင်မစာမျက်နှာကပင်မစာမျက်နှာကနေကျွန်တော်အခုရှင်းပြပေးမှာတော့ category ပေါ့နော် category ဆိုတော့ဒီမှာကျွန်တော်တို့မြန်မာအင်္ဂလိပ်ပြောင်းထားလို့ရတယ်နော်မြန်မာအင်္ဂလိပ်ကိုဒီမှာမြန်မာလိုလိုက်အင်္ဂလိပ်လိုလိုက်ကျွန်တော်တို့ပြောင်းထားလို့ရတယ်ဒီမှာပြောင်းလိုက်မယ်နော်ပြောင်းလိုက်ပြီးတော့အခုကျွန်တော်ရှင်းပြပေးမှာတော့ဒါအင်္ဂလိပ်လိုဆိုရင် category set category ပေါ့နော်မြန်မာလိုဆိုရင်တော့အမျိုးအမည်ပေါ့ကျွန်တော်အဲ့ဒီဟာကိုရှင်းပြပေးမယ်ကြတော့ကျွန်တော်တို့ဒါ category တော့ဝင်လိုက်မယ်နော်ဝင်လိုက်တဲ့အချိန်ကျရင်ဒါက category category ဆိုတာကျွန်တော်အမျိုးအမည်ပေါ့ဥပမာခောက်ဆွဲလားလူသုံးကုန်လားစားသောက်ဆရာလားပေါ့နော်ဥပမာစားသောက်ဆရာလားလူသုံးကုန်လား cosmetic လားပေါ့အဲ့လိုမျိုးလုပ်တဲ့ဟာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာစပြီးတော့အရင်ဆုံးထည့်မယ် FOD food ပေါ့ဒါဆိုရင်ထည့်လိုက်ပြီး enter ခောက်လိုက်ရင်ဒါ food တစ်ခုရပြီပြီးရင်နောက်ထပ်ကျွန်တော်တို့အစားအသောက်ရှိမယ်ပြီးရင် drink ပေါ့နော်ဒါတောက်ဆရာပေါ့drink ဆို drink ရှိမယ်ပြီးရင်ဘာရှိအောင်မလဲပေါ့နော်အစားအသောက်တောက်ဆရာမြန်မာလိုလည်းထည့်လို့ရတယ်နော်လူသုံးကုန်ဆိုလည်းဒီမှာလူသုံးကုန်ဆိုပြီးတော့ထည့်လို့ရတယ်နော်လူသုံးကုန်မြန်မာလိုလည်းရအင်္ဂလိပ်လိုလည်းရအဲ့လိုထည့်လိုက်တော့ထည့်လိုက်တဲ့အချိန်ကျရင်ဒါ category မှာဒီလိုမျိုးအပိုင်းလေးတွေဖြစ်သွားတာပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ကထပ်ပြီးတော့မှဒီထဲမှာကျွန်တော်တို့ကုန်ပစ္စည်းတွေကဘယ်အောက်မှာရှိရလဲဘယ်အောက်မှာလဲရှိရလဲဆိုတာကိုထည့်မယ်ဆိုတော့သူ့ရဲ့ဒီဘက်ဘေးလေးမှာကျွန်တော်တို့ဒီမှာ drop down မြားလေးရှိတယ်အဲ့မြားလေးကိုနှိပ်လိုက်ရင် edit နဲ့ delete နဲ့ပါတယ် edit ကလည်းကျွန်တော်တို့အရင်သိတဲ့အတိုင်းပဲကျွန်တော်တို့ဒါဒီဟာကို edit ပြန်လုပ်တာပေါ့နော် delete ကတော့ဖြတ်တာပေါ့ဒါကတော့မထူးဆန်းဘူးဒီဘက်ဘေးမှာကျွန်တော်တို့အပေါင်းပုံလေးပါတယ်အပေါင်းပုံလေးကဘာလဲဆိုတော့ဥပမာကျွန်တော်တို့က category ကိုကျွန်တော်တို့အမျိုးအမည်ခွဲလိုက်ပြီပေါ့နော်drink ဆို drink ကိုကျွန်တော်ခွဲလိုက်ပြီဒါပေမဲ့ drink အောက်မှာထပ်ပြီးတော့ကျွန်တော်တို့ခွဲအောင်မယ်အသေးထပ်ခွဲအောင်မယ်ပေါ့နော် set category အသေးလေးခွဲအောင်မယ်ပေါ့နော်အဲ့ကြရင်သူက drink ပေါ့အဲ့ drink ကိုကျွန်တော်တို့ကဒီမှာဒီတိုင်းဆိုရင်ဒီမှာကာစာချရင်ကျွန်တော်တို့က set category မှာဘာမှစာရိုက်လို့မရအောင်အဲ့ကြတော့သူကဘယ်အောက်ထဲမှာထည့်မှာလဲပေါ့ထည့်မှာလဲဆိုတော့သူကမေးနေအဲ့ကြတော့ကျွန်တော်တို့ drink အောက်ထဲမှာထည့်မယ်ဆိုရင် drink ကိုအပေါင်းပုံလေးနှိပ်လိုက်ရဆိုရင်ဒါ drink အောက်မှာကျွန်တော်တို့ထပ်ထည့်ရမယ်ဟာဘာတွေပါမလဲဆိုတော့ WAT က water ပေါ့နော်ရေပါမယ်ပြီးရင်ရေ UIC juice ပေါ့juice ပါမယ်အဲ့လိုမျိုးထပ်ပြီးတော့ drink အောက်မှာထပ်ပြီးကျွန်တော်တို့ထပ်ခွဲလို့ရမယ် water လားရေဆိုရေတွေကြီးပဲလားဆိုရင်တောက်စရာလားဘီယာလားအဲ့လိုမျိုးထပ်ပြီးတော့ set category ထပ်ခွဲလို့ရမယ်ပေါ့နော်သူကလည်းသူ့ဘေးမှာဒီဘက်မှာအပေါ်ဟိုဟာလေးပါတယ်ဟိုဖြတ်လို့ရတဲ့ဟာလေးပါတယ်ပေါ့နော်ဒီမှာလည်းထည့်ပြီးတော့ကျွန်တော် enter ခေါက်လိုက်ရပြီဒီမှာ unit ကတော့ကျွန်တော်တို့ဘာလဲခုတို့လုံးတို့ဆိုလဲဒီလိုပဲနော်သူလည်းနှိပ်ပြီးတော့ enter ခေါက်လိုက်လို့ရတယ်နော်enter ခေါက်လိုက်ရတယ် enter မခေါက်ချင်လဲဒီဘက်ကမြားလေးကိုနှိပ်လိုက်ရင်လည်းကျွန်တော်တို့ဝင်တယ်ပေါ့နော်အဲကြတော့ဒါကျွန်တော် drain အောက်မှာရှိတဲ့ဟာတွေပေါ့ food အောက်မှာဘာတွေရှိမလဲ food အောက်မှာဘာမှမရှိဘူးနော် food အောက်မှာလည်းအဲ့လိုပဲကျွန်တော်တို့ထည့်လို့ရတယ်နော် food အောက်မှာဘာလဲ NOOD ဒီရလေးလာမလို့နော် noodle ပေါ့နော်ခောက်ဆွဲတို့ဘာတို့အဲ့လိုမျိုး food အောက်မှာထည့်လို့ရတယ်လူသုံးကုန်အောက်မှာဆိုလဲကျွန်တော်တို့အများကြီးထည့်လို့ရတယ်နော်အုံးစီတို့အုံးစီအဲ့ဒါခေါက်မယ်ပြီးရင်မျက်နှာတက်ပေါ့နော်အဲ့လိုမျက်နှာတက်အဲ့လိုထည့်လို့ရမယ်ဒါကတော့ကျွန်တော်တို့ category set category ဟိုခွဲတဲ့နည်းလေးကိုကျွန်တော်တို့ရှင်းပြတာပါအဓိက category အရင်ထည့်မယ်ပြီးရင်အဲ့ category အောက်မှာထည့်ခြင်းတဲ့ဟာရဲ့ဒီအပေါင်းပုံလေးနှိမ်ပေါ်မယ်เนาะဒါဆို drink အောက်မှာရှိတဲ့ထပ်ခွဲထားတဲ့ဟာတွေဒါဆိုရင် food အောက်မှာရှိတဲ့ဟာခောက်ဆွဲပေါ့နော်ခောက်ဆွဲထပ်ခွဲထားတဲ့ဟာတွေလူသုံးကုန်အောက်မှာရှိတဲ့ဟာတွေထပ်ခွဲထားလို့ရတယ်ဟာတွေပေါ့နော်ဒါထပ်ထည့်ခြင်းလဲဆိုရင်လည်းဒီမှာဒါလူသုံးကုန်ထဲမှာထပ်ထည့်လို့ရတယ်เนาะအဲကြတော့ကျွန်တော်တို့ category ရွေးမယ် set category ရွေးမယ်ဒါကိုလုပ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်အဲ့ဒါလေးလာပြီးတော့ရှင်းပြတာဖြစ်ပါတယ်ဒီ category ဆိုတဲ့နေရာမှာဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်